မင်္ဂလာပါမုန်းနယ်မင်းသတင်းဆောင်ကနေနောက်ဆုံးရရှိထားတဲ့အမှုပညာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုတင်ဆက်ပေးမယ့်သတင်းကတော့နိုင်ငံခြားမှာနှစ်တွေအကြာကြီးအတူလိုက်နေခဲ့ပေမဲ့အိမ်တောင်ကြီးပြိုကွဲသွားကြောင်းကြေညာလာတဲ့ MRTV4 မင်းသမီးမင်းမင်းကျော်ကျော်ရဲ့သတင်းပဲဖြစ်ပါတယ်မင်းသမီးမိန်မီကျော်ကျော်ကနိုင်ငံခြားက IT ပညာရှင်အမျိုးသားနဲ့အိမ်အောင်ကြခဲ့ပြီးနိုင်ငံခြားမှာနှစ်တွေအကြာကြီးလိုက်နေခဲ့ပေမဲ့လွန်ခဲ့တဲ့လအနေငယ်ခန့်ကမြန်မာနိုင်ငံကိုပြန်ရောက်ခဲ့လာခဲ့ပါတယ်နိုင်ငံခြားမှာချစ်သူနဲ့အတူသွားနေခဲ့ပြီးအမှုပညာအလုပ်တွေရန်နာခဲ့တဲ့မိန်မီကျော်ကနှစ်အနေငယ်ကြာမှာမြန်မာနိုင်ငံကိုပြန်ရောက်လာခဲ့တာကိုအားလုံးကလည်းအံ့ဩနေခဲ့ကြပါတယ်မိန်မီကတော့အမျိုးသားကအမှုပညာအလုပ်တွေလုပ်ဖို့ခွင့်ပြုတာကြောင့်အရင်လိုဇလန်ဒွဲတွေပြန်ရသွားမယ်ဆိုပြီးပြောလာပါတယ်ဒီအချိန်တည်းကယောက်ျားဖြစ်သူနဲ့တနိုင်ငံစီခွင့်နေပြီးအလုပ်ပြန်လာလို့တဲ့မိမိကိုပြည်သက်တွေအဆောင်ကြည့်နေခဲ့ကြပါတယ်။မိမိရဲ့အမျိုးသားကအမေရိကန်အစိုးရမှာ Cyber Security နဲ့ပတ်သက်ပြီး IT ပညာရှင်အလုပ်လုပ်နေရသူပါ။ပြည်သက်တွေကမိမိရဲ့အမျိုးသားကိုနိုင်ငံခြားသားလို့ထင်နေကြပေမဲ့သူကမြန်မာလူမျိုးပါပဲ။ဆိုမျိုးသားချင်းတွေခင်မင်းကြီးနေရစပြီးမိမိနဲ့ဆုံခဲ့ကြတာဖြစ်ပြီးချစ်ကြိုက်ခဲ့တာဖြစ်တယ်လို့သူတို့နှစ်ဦးရဲ့အိမ်တောင်ကြီးကိုအေးအေးဆေးဆေးရှိလွန်လာကြောင်းအားလုံးကအားကြရတဲ့အိမ်တောင်ကြီးတစ်ခုဖြစ်လာပါတယ်။နိုင်ငံခြားမှာအခြေတကျနေထိုင်နိုင်ခဲ့တဲ့မိမိရဲ့ယောက်ျားကအတူမနေပဲမြန်မာနိုင်ငံပြန်ရောက်လာချိန်မှာတော့အမှုပညာအလုပ်ကိုလည်းကိုဝါသနာပိုင်အလုပ်ဖြစ်တဲ့အတွက်အမျိုးသားကအမှုပညာဘက်ကိုခွင့်ပြုပေးတာကြောင့်ပြန်လို့ဖို့ဆိုပြီးပြန်ရောက်လာခဲ့ပါတယ်။အခုတော့မိမိက8 year relationship ပြီးဆုံးသွားပါပြီဆိုပြီးတေချာသွားတာကြောင့်ထုတ်ပြောလာပါတယ်။မိမိရဲ့သူ့ရဲ့ရှင်းနှစ်တာဆက်ဆံရေးတစ်ခုကိုအရင်လိုပြန်ဖြစ်လာအောင်အမျိုးမျိုးစူးစမ်းခဲ့ပြီးမှအရင်လိုပြန်ဆင်ပြီးတော့မှမဟုတ်ပါဘူး။မင်္ဂလိဘက်ကအချိန်ကြာကြီးစူးစမ်းစုပ်ကိုင်တာပြီးမှစိတ်ပိုင်းဆိုင်ရာအရာအောင်ရုပ်ပိုင်းဆိုင်ရာအရာအောင်အတော်လေးနာကျင်နေပါပြီ။ကိုတယောက်တည်းဘယ်လိုပဲစုပ်ကိုင်တာပါစီတစ်ဖက်မှာလည်းတက်တောင့်တက်တာမဖြစ်တော့တဲ့အချိန်တွေမဟုတ်လို့လန့်ခွဲခဲ့တာပါဆိုပြီးအာတင်ပြောပြလာပါတယ်။မိမိကစကားပြော ACD နေပြီးမင်္ဂလိပိတာတဲ့မင်းသမီးတယောက်ပါ။ဒါကြောင့်အခုလို long term relationship တခုပြည့်စည်သွားတဲ့ပုံမှာအတော်လေးခြေကွဲဝမ်းနေပါတယ်။ဒါကြောင့်လည်းမိမိကသူ့ရဲ့စကားတွေကိုအတင်ပြီးပြောဆိုနေရပါတယ်။မိမိကဒီအမျိုးသားနဲ့အိမ်အောင်ကြောက်သွားပြီးကြတဲ့ကမြန်မာနိုင်ငံနဲ့နိုင်ငံခြားကိုသွားလေလာလိုက်တဲ့အချိန်ကုန်နေခဲ့ပြီးနုပညာအလုပ်တွေကိုတော့ကျန်ထားခဲ့ပါတယ်။2019ကစပြီးမြန်မာနိုင်ငံပြန်မလာဖြစ်တော့ပဲနိုင်ငံခြားမှာနေခဲ့ပေမဲ့ဒီနှစ်ထဲမှာအခုလိုရုပ်ပြပြန်အောင်လာခဲ့တာဟာသူ့ရဲ့အိမ်တောင်ကြီးညှိနှိုင်းမှုတွေကြောင့်ပါပဲ။ငယ်ရွယ်တဲ့အချိန်မှာတော့အားလုံးကဒီလိုမပြောင်းလဲပဲရှိနေမယ်ဆိုပြီးထင်ခဲ့တဲ့မိမိကအချိန်နဲ့အမျှပြောင်းလဲသွားတာတွေအပေါ်မှာလက်ခံတတ်ဖို့အတော်လေးစူးစမ်းနေရပါတယ်။သူ့ရဲ့နှစ်ရှည်လာမြတ်တည်ထောင်လာခဲ့တဲ့အိမ်တော်ကြီးကိုလည်းအရင်လိုပြန်အဆင်ပြေအောင်နေမမှုနဲ့စူးစမ်းခဲ့မှအရင်သိတာပါတယ်။နောက်ဆုံးလုံးဝအဆင်မပြေနိုင်တော့တဲ့အချိန်အောင်မှသာလက်လွတ်ခဲ့ရတာကြောင့်မိမိကိုမင်္ဂလိတယောက်အနေနဲ့ကိုချင်းစာတနာနေကြရပါတယ်။မိမိက MRTV4 မင်းသမီးတလက်ဖြစ်ပြီး MRTV4 ရဲ့အစောဆုံးဇာတ်လမ်းတွေနဲ့ပါဝင်ခဲ့တဲ့မင်းသမီးတလက်ပါသူ့ရဲ့အမှုပညာလှုပ်ရှားမှုတွေကိုအချိန်တော်ကြာရန်နာခဲ့ရပြီးမှလည်းခံဘက်ပြလာချိန်မှာပရိသတ်တွေကဝမ်းပတ်တာကြိုးဆိုခဲ့ကြပါတယ်မိမိကြော်ကြော်ကသူ့ရဲ့ခံဘက်ဇာတ်လမ်းတွေဖြစ်တဲ့ခုထုံးမဲ့ချစ်ချင်းဇာတ်လမ်းတွေနဲ့ပရိသတ်အားပေးမှုကိုရယူခဲ့ပါတယ်မိမိကြော်ကြော်ပါဝင်ခဲ့တဲ့ထာဝရမန္တလေးဝိညာဉ်ရှိုက်တန်ပန်းတို့တွေလူကြီးချွန်းစတဲ့ဇာတ်လမ်းတွေကလည်း MRTV4 ရဲ့အောင်မြင်ဆုံးဇာတ်လမ်းတွေပါပဲဒီတက်ကထာဝရမန္တလေးဇာတ်လမ်းတွေကတော့လူကြီးလူငယ်တွေကြိုက်ကြတဲ့အမှုပညာရတာမြောက်တဲ့ဇာတ်လမ်းတွေတစ်ခုဖြစ်ခဲ့ပြီးမိမိရဲ့ ACD နဲ့အလှတရားတွေကြောင့်ပရိသတ်တွေတော့ဝါကြီးခံစားခဲ့ရမှာပါအနေထိုင်တည်နေဝပြီးမင်္ဂလိဆက်ဆန်လှတဲ့မိမိကိုပရိသတ်တော်များကလည်းသဘောကျပါတယ်မိမိတယောက်အခုလိုစင်ကယ်ပဲဖြစ်သွားချိန်မှာလည်းပျော်ရွှင်တောက်ပစွာနေထိုင်မှုပရိသတ်တွေကအားပေးနေကြပါတယ်ဟုတ်ကဲ့ပါအခုတင်ဆက်ပေးခဲ့တာကတော့မုန်းနဲ့မေးတဲ့ဆောင်ကနေနောက်ဆုံးရရှိတာတဲ့အမှုပညာတဲ့တွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်သူတွေမော်ပါ